ခြေပွားလေးနှစ်ခုလေးပူထားရအောင်ခြေပွားလေးကိုပူထားပြီးလက်လေးကိုဒီမှာခြေပွားလေးကိုကင်ထားပြီးကိုယ့်ဘက်ကလေးရသလားဖြည်းဖြည်းချင်းဆွဲကပ်ထားပြီးလေးလေးကိုရှူသွင်းရှူထုံးနဲ့ပေါင်လေးကိုခတ်ထားကြည့်အောင်ပေါင်ကျွိုင်းမှာရှိတဲ့တင်းအားလေးကိုအလုံးရော့သွားတင်းမကျွိုင်းလေးပေါင်ကျွိုင်းလေးရော့သွားအောင်လို့ပေါင်လေးများများလေးခတ်ရအောင်ဘတ်တာဖလိုင်းလေးခတ်မယ်ဒူးလေးကိုပေါ်လေးရောက်တဲ့အထိဖြားလေးနဲ့ပေါင်လေးရိုက်တဲ့အထိများများလေးခတ်ကြည့်မယ်ဒီလေးကိုပုံမှန်လေးရှူသွင်းဖြည်းဖြည်းပြန်ရှူထုံးရင်ပေါင်လေးကိုခတ်ထားကြည့်မယ်โอเคလေးက10ချက်လောက်ကလေးပေါင်လေးကိုပြင်းပြင်းလေးခတ်လိုက်မယ်ပြီးသွားရင်ခဏလေးပေါင်ခတ်တာလေးရရင်လည်းခြေပွားလေးကိုကင်ထားရင်ဒီလေးကိုရှူကြောရိုးလေးကိုဆန်းထုတ်ရှူထုတ်ရင်လည်းအရှိကိုဖြည်းဖြည်းချင်းမှောက်ချအောင်ရတဲ့လောက်လေးဖြည်းဖြည်းဖိချခြေပွားနဲ့ရင်မလေးကဲလေးဖြည်းဖြည်းမှောက်ချပြီးကိုယ်ခန္ဓာရရှိတဲ့လောက်လေးပဲမှောက်ချထားပြီးဒီလေးကိုရှူကြောရိုးလေးကိုဆန်းပြီးပြန်တက်လာရအောင်ရှူထုတ်ရင်လည်းဖြည်းဖြည်းပြန်မှောက်ချအောင်မယ်နောက်တစ်ချိန်လေးပြန်မှောက်ချဖြည်းဖြည်းလေးမှောက်ချထားပြီးရှူလေးရှူနောက်တစ်ချိန်လေးရှူရရှူထုတ်ရင်လည်းဖြည်းဖြည်းပြန်မှောက်ချခြေပွားနဲ့ရင်မလေးကတ်တဲ့ထိဖြည်းဖြည်းမှောက်ချထားပြီโอเคဖြည်းဖြည်းလေးပြန်မလာခဲ့မယ်ဖြည်းဖြည်းမှရင်လည်းခြေထောက်လေးထဲပြန်သိရအောင်ဘယ်ဘက်ခြေပနှောင်းလေးထဲညာဘက်ခြေထောက်လေးပြင်ထုတ်ရခြေပနှောင်းလေးနှစ်ခုလေးတန်းနဲ့လေးရောက်တဲ့ဒီတင်ထားပြီးဒူးဘောလက်လေးတင်လေးလေးကိုရှူသွင်းရှူထုတ်လေး၃ချိန်လောက်ရအောင်လေးကိုခဏကိုတစ်ခုလုံးမှရှိတဲ့တင်ရလေးဆွဲဆက်လေးကိုအပြည့်ရှူသွင်းရဇက်လေးကိုဖွင့်ပြီးတင်ရလေးတွေရှော့ချနောက်ချိန်လေးရှူနောက်ဆုံးချိန်ရှူမျက်လုံးလေးဖွားဖွားလေးပြန်ဖွင့်မယ်ဒူးဘောတင်ထားရဲ့လက်လေးနှစ်ပတ်ဘေးကနေဝိုင်းပြီးစမ်းထုတ်လေးရှူမယ်ခန္ဓာကိုယ်မှာရှိတဲ့တရားတွေဆွဲဆန့်ထုတ်မယ်ရှူထုတ်လိုက်တဲ့လေးနဲ့တူတူတရားလေးတွေရှော့ချနောက်တစ်ချိန်လေးရှူထုတ်နောက်ဆုံးတစ်ချိန်ရှူထုတ်ညီညွတ်ရှိမှလည်းလေးချီထိုင်းနဲ့အုံလေးတစ်ချိန်တူတူရွရအောင်အုံရွတဲ့အခါမှာပခုံးမှာရှိတဲ့တရားတွေရှော့ချလေးကိုအရှိငယ်တဲ့ထိရအောင်ရှူသွင်းလိုက်မယ်ရှူသွင်းရှူထုတ်လေးလုပ်ထားကြည့်မယ်ခုချိန်မှာပရဏာယမသက်ရှူလေးချိန်ကန်လေးတွားကြည့်အောင်နော်သက်ရှူလေးချိန်ကန်လေးတွားမယ်ဘယ်ဘက်လက်ကလေးကဒူးဘော်တင်ထားမယ်မှောက်ရက်လေးလည်းရတယ်ပလက်လေးလမ်းပြီးတင်လည်းရတယ်ညာလက်လေးပေါ်ဆန်ထုတ်ကြအောင်ကိုယ့်ရဲ့မျက်နှာရှေ့လေးမှာဆန်ထားပြီးရင်လက်ညှိုးလေးနဲ့လက်ကလေးလေးချိုးချကြည့်အောင်လက်ညှိုးနဲ့လက်ကလေးလေးချိုးချထားမယ်ဒီကလက်မလေးကညာနှာခေါင်းဘက်ကိုပိတ်မယ်ဘယ်ကနေမဲ့အရှိရှူသွင်းဘယ်ကနေမဲ့အရှိပြန်ရှူထုတ်မယ်နော်ညာဘက်ကလေးကိုပဲပိတ်ထားရင်စာပြီးရှူရအောင်ဘယ်ကနေရှိရှူသွင်းမယ်ဘယ်ကနေမဲ့အရှိပြန်ရှူထုတ်1 shoot 2 shoot 3 shoot 4 shoot 5 shoot 6 shoot 7 shoot 8 shoot 9 shoot 10ပြင်လက်ကြွယ်လေးကဘယ်နှခေါင်းဘက်ကိုပိတ်မယ်ညာဘက်လေးကိုဖွင့်ရင်းနဲ့10ချိန်ပြန်ရှူမယ်ညာနဲ့အရှိရှူမယ်ညာနဲ့မဲ့အရှိပြန်ရှူထုတ်1 shoot 2 shoot 3 shoot 4 shoot 5 shoot 6 shoot
7 shoot toe 8 shoot toe 9 shoot toe 10 okay ဒူဘောလက်လေးပြန်တင်မယ်ခဏလေးပုံမှန်လေးရှုပြီးရင်လက်လေးကိုပြန်ဆန်းလာရင်လည်းလက်ညှိုးလက်ကလေးပြန်ချိုးချမယ်ဒီတစ်ခါလက်မလေးကပိတ်မယ်ညာနှာခေါင်းပေါက်လေးကိုလက်မပိတ်ဘယ်ကနေရှေ့ရှုမယ်လက်တကြွယ်လေးကဘယ်ကိုပိတ်ညာကိုဖွင့်ပြီးညာနဲ့ရှေ့ပြန်ရှုထုတ်1 okay ညာကိုပြန်ပိတ်ဘယ်ကနေရှေ့ရှုပိတ်ညာနဲ့ရှေ့ရှုထုတ်2ဘယ်ရှုညာထုတ်3ဘယ်ရှုညာထုတ်4ဘယ်ရှုညာထုတ်5ညာနဲ့ရှေ့ပြန်ရှုမယ်ဘယ်ကနေရှေ့ပြန်ရှုထုတ်ညာရှုဘယ်ထုတ်ညာရှုဘယ်ထုတ်3ဘယ်ရှုညာထုတ်4ဘယ်ရှုညာထုတ်5 okay ဒူဘောလက်လေးပြန်တင်ဒီလေးကိုပုံမှန်လေးရှုသွင်းရှုထုတ်လေးလုပ်ရအောင်ဒီခါဘာစီကပရာဏာယမလေးတွားကြည့်မယ်ဘာစီကပရာဏာယမလေးတွားရဲဆိုရင်ခြေထောက်လေးကိုခါပြီးတော့ခြေဖနှောက်လေးပေါ်တင်မလေးဖိပြီးထိုင်ကြည့်ရခြေဖနှောက်လေးပေါ်မှာတင်မလေးဖိထိုင်မယ်ဒူလေးနှစ်ချောင်းကိုပူထားပြီးတင်မလေးမှာတင်မလေးကိုဖိပြီးထိုင်ထားမယ်လက်လေးနှစ်ဘက်ကပေါ်ဆန်းတင်လာခဲ့မယ်လက်ဖွာလေးလက်လေးဆန်းထားမယ်ဒီလက်မောင်လေးတွေကဂျိုင်းကိုကတ်ထားမယ်လက်လေးနှစ်ဘက်ကဆန်းထားပြီးလက်မလေးကိုထည့်မယ်လက်သီးလေးကိုဆုပ်ကြည့်အောင်ပထမဆုံးတစ်ခါလေးရှုပြမယ်ပထမဆုံးကြည့်ကြည့်အောင်လက်လေးကိုဆုပ်တရားလေးတွေကကိုယ့်ရဲ့နံယုံနာမှာကတ်ပြီးထားထားမယ်လေးရှုမယ်ဆိုရင်အားပြင်းပြင်းနဲ့ဆန်းထုတ်မယ်တစ်ချက်လေးကြည့်အောင်လေးရှုထုတ်အဲ့လိုပုံစံမျိုးလေးနဲ့သွားမယ်ရှုမယ်ဆိုအားအပြည့်နဲ့လက်ကိုဆန်းထုတ်ရှုထုတ်ဆိုလက်သီးကိုဆုပ်ပြီးကိုယ့်ရဲ့နံယိုးကိုကတ်ပြီးတော့ညပုံမှန်လေးပြပြလေးပဲလေးရှုဆန်းထုတ်မယ်ရှုထုတ်ပြီးဖြည်းဖြည်းလေးချရင်ဘာမှမထိနေဘူးနော်လက်မလေးကိုထည့်လက်သီးကိုတင်းနေအောင်ဆိုရင်ရှုမယ်ဆိုအားအပြည့်နဲ့ဆန်းထုတ်ရှုထုတ်ရင်အားပြည့်နဲ့ရှုထုတ်ရင်လည်းတံတောင်လေးကကိုယ့်ရဲ့နံယိုးကိုကတ်ပြီးရိုက်ချလိုက်လို့အဲ့တော့မှကိုယ့်ရဲ့နှလုံးထဲကိုအဆုတ်ထဲကိုအောက်ဆီဂျင်နဲ့အပြည့်အဝလေးရအောင်လို့ရှုထုတ်မယ်နော်10ချိန်လေး3ညော့သွားမယ်10ချိန်လားအတူတူရှုကြည့်အောင်လက်မလေးကိုထည့်လက်သီးကိုတင်းနေအောင်ဆုပ်စားပြီးရှုရအောင်ရှုပြေပြီဆိုရင်ဒူဘောလက်လေးတင်ပုံမှန်လေးရှုသွင်းရှုထုတ်နဲ့ခဏလေးအနားယူမယ်ပြီးတော့မှနောက်တစ်ချိန်10ချိန်လေးပြန်ရှုမယ်10ချိန်ပြည့်ပြီဆိုခဏလေးဒူဘောတင်ပြီးခဏလေးနားယူရင်းနဲ့ပုံမှန်လေးရှုနောက်ဆုံးတစ်ချိန်လေး10ချိန်ပြန်ရှုအားပြည့်နဲ့ရှု10ချိန်ပြည့်ပြီဆိုရင်ဒူဘောလက်လေးတင်တက်တောင်တက်တာလေးနဲ့ပုံမှန်လေးရှုသွင်းရှုထုတ်လေးလုပ်ထားမယ်အဲ့တိုင်းလေးအချိန်30ရှုလိုက်မယ်နော်ပြီးသွားလို့ရှိရင်မှခြေထောက်လေးကိုပြန်သိခြေဖနှောင်းလေးတွေအထဲပြန်ထည့်အောင်ဘယ်ဘက်ခြေဖနှောင်းလေးထည့်ညာခြေထောက်လေးအပြင်ထုတ်ဒူဘောလက်လေးတင်ခဏလေးကြောရိုးလေးကိုဆန်းရင်းနဲ့ခဏလေးအနားယူ